တရေရှစ်လ2026သုတဓမ္မဂဝေတီ BA2 ပါယနာဒေသနာလေးလာနေသောဓမ္မမိတ်ဆွေများမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေတို့ကိုအေဟိဘိက္ခုဥပတံပတာနဲ့ပတ်သက်ပြီးတော့အနည်းငယ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အေဟိဘိက္ခုဥပတံပတာဒါနဲ့ပတ်သက်ပြီးတော့ကြည့်ရအောင်မြတ်စွာဘုရားရှင်ကတရားတော်တွေကိုဟောကြားတဲ့အခါမှာပုံနာတွေယသိတွေဟာဆိုလို့ရှိရင်တရားထူးတရားမြတ်ကိုရရှိသွားပါတယ်ဆိုလိုတာကမြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနာယူပြီးတော့သူတို့ဟာယဟန္တာပုဂ္ဂိုလ်ဖြစ်သွားပါတယ်လို့ယဟန္တာပုဂ္ဂိုလ်ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့သူတို့ဒီလူဘဝနဲ့မနေကျင်တော့ဘူးပေါ့နော်အဲ့ဒီအခါမှာတပြည့်တော်တို့ကိုယဟန်ပြုခွင့်ပေးပါအရှင်ဘုရားဆိုပြီးတော့ခွင့်ပန်တယ်အဲ့ဒီလိုခွင့်ပန်တဲ့အခါမှာမြတ်စွာဘုရားရှင်ကသူတို့ကိုယဟန်ဝတ်ပေးရတော့မှာပေါ့နော်အဲ့ဒီမှာအေဟိဘိက္ခုလို့ခေါ်ပါတယ်အေဟိဘိက္ခုဆိုတာအေဟိဆိုတာကလာလော့ပေါ့နော်ဘိက္ခုဆိုတာကရှစ်သားယဟန်ဒါဆိုတော့ရှစ်သားယဟန်လာလော့ဆိုပြီးတော့မြတ်စွာဘုရားရှင်ကခေါ်လိုက်ပါတယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်ရဲ့တကူတော်အဆုံးအားဖြင့်အေဟိဘိက္ခုရှစ်သားယဟန်လာလော့လို့ခေါ်လိုက်တာနဲ့တပြိုင်နက်မှာပဲသူတို့မှာစံကေတာထုလက်ပြစ်တွေမုတ်စိတ်ဖားလျားကြီးတွေဟာဆိုလို့ရှိရင်အကုန်ပြောက်ကွယ်သွားပြီးတော့တပိတ်တွေသင်္ကန်းတွေဝတ်ဆင်လျက်သားဖြစ်တဲ့ယဟန္တာပုဂ္ဂိုလ်အသွင်ကိုရောက်ရှိသွားပါတယ်ဒါကအေဟိဘိက္ခုဥပတံပတာအကြောင်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့စာပေမှာကြည့်ရအောင်။အေဟိဘိက္ခုဆိုသည်မှာတဲ့ဗုဒ္ဓဘာသာသာသနာတော်တွင်မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ယဟန်အဖြစ်သို့ပေးအပ်ရှိမြင့်တော်မူသောဥပတံပတာယဟန်အဖြစ်တစ်မျိုးဖြစ်သည်။အဓိပ္ပာယ်နဲ့သမိုင်းအကြောင်းမှာပါဠိဘာသာအရာအေဟိလာလော့နှင့်ဘိက္ခုယဟန်ဟုသောစကားနှစ်ရပ်ပေါင်းစပ်ထားခြင်းဖြစ်ပြီးရှစ်သားယဟန်လာလော့ဟုဖိတ်ခေါ်ကာယဟန်အဖြစ်ပေးအပ်ခြင်းဟုအဓိပ္ပာယ်ရပါသည်သမိုင်းကြောင်းဗုဒ္ဓဘာသာသာသနာသမိုင်းဥပိုင်းတွင်မြတ်စွာဘုရားရှင်သည်တရားထူးရရှိပြီးသူသို့မဟုတ်တရားတရားထက်သန်သူအရိယာပုဂ္ဂိုလ်များကိုတိရှာယဟန်ခံပေးသည့်ကရိယာဒဇပလာတပိတ်သင်္ကန်းစသည်များမလိုပဲဤကဲ့သို့မိန့်ကြားတော်မူယုံဖြင့်ရှင်းရှင်းပင်ပြည့်စုံသောယဟန်အဖြစ်သို့ရောက်ရှိစေနိုင်ခဲ့ပါသည်ထင်ရှားသောဥပမာများမှာသာသနာတော်တွင်ဤနည်းဖြင့်ပထမဆုံးယဟန်ဖြစ်လာကြသူများမှာအောက်ပါပုဂ္ဂိုလ်များဖြစ်ကြပါသည်မိဂဒဝုံတော်တွင်ဓမ္မစကြာတရားတော်ကိုနာကြားရပြီးနောက်အရှင်ကွန်းတင်ညစသောပင်စဝဂီယဟန်များသည်ဤအေဟိဘိက္ခုဖြင့်ပထမဆုံးယဟန်အဖြစ်သို့ရောက်ရှိခဲ့ကြပါသည်ရာဇကြိုပြည်မှာယတ္တမင်းသားနှင့်တငယ်ချင်း54ဦးတို့လည်းဤနည်းဖြင့်ပင်ယဟန်အဖြစ်ကိုရရှိခဲ့ကြပါသည်ပါယနာဒေသနာမှာယသိ16ဦးနှင့်တပည့်များသည်လည်းဤနည်းဖြင့်ပင်ယဟန်အဖြစ်ကိုရရှိခဲ့ပါသည်တိမှတ်ဖွယ်ရာများဤအေဟိဘိက္ခုဥပတံပတာသည်မြတ်စွာဘုရားရှင်တက်တော်ထင်ရှားရှိစဉ်ကာလကသာအသုံးပြုခဲ့သောယဟန်ခံပေးခြင်းအထူးနီလန်တရက်ဖြစ်ပါသည်။နောင်တွင်သာသနာတော်ကျယ်ပြန့်လာပြီးယဟန်ပြုလိုသူများပြားလာသောအခါမြတ်စွာဘုရားရှင်သည်အမြဲတမ်းကိုယ်တိုင်မပေးနိုင်တော့သဖြင့်တန်ဃာတော်များကကမ္မဝါစာဖြင့်ယဟန်ခံပေးသည့်စနစ်သို့ပြောင်းလဲကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။မြတ်စွာဘုရားသည်ဥပတံပတာအလုံးနည်းကိုတာဝကတို့အားပြညတ်တော်မူခဲ့သောကြောင့်တာဝကတို့သည်တစ်သက်လုံးလိုက်နာရမည်ဖြစ်သည်မြတ်စွာဘုရားရှင်သည်တပည့်ညုတဉာဏ်တော်ကြီးကိုရလိုက်သည်နှင့်တပြိုင်နက်ဥပတံပန္နမြင့်မြတ်သောယဟန်အဖြစ်သို့ရောက်ရှိသွားပြီးပြီဖြစ်၍တာဝကတို့ကဲ့သို့သူတစ်ပါးမှပေးသောဥပတံပတာမလိုအပ်တော့ပေ